အားလုံးမင်္ဂလာပါဒီနေ့ကတော့လေခံစားချက်အကြောင်းလေးကိုမေးထားလို့နည်းနည်းလေးဖြေချင်ပါတယ်ခံစားချက်ဆို emotion e နဲ့ motion နဲ့ပေါင်းထားတာပေါ့နော် e ဆိုတာက energy ပါတယ် motion ဆိုတာရွေ့ရှားနေတဲ့ energy တွေပေါ့နော်ဆိုတော့ခံစားချက်ဖြစ်ပြီဆိုလို့ရှိရင်ဘာလို့ရလဲဒီခံစားချက်ကိုသူများကိုဖွင့်ပြောရမှာလားအရင်လည်းခံစားနေရပြီအရင်နာကျင်နေရဆိုလို့ရှိရင်သူများကိုဖွင့်ပြောတယ်ဆိုလို့ရှိရင်လေငါတော့ဝမ်းနေနေတယ်ငါတော့ဒေါသဖြစ်နေတယ်ဒါလောက်ပဲဖွင့်ပြောလို့ရမယ်သူများကကိုယ်ဘယ်လိုလုပ်လိုက်ပါဒီလိုလုပ်လိုက်ပါဆိုတော့လေဘယ်လို့မှကိုလုပ်လို့ရမှာမဟုတ်ဘူးအဲ့တော့သူများစီကနေအကြံဉာဏ်ပေးတာတွေကိုလေကို attachment ထားလို့မရဘူးအဲ့တော့ကျတို့ TDA မှာတော့ခံစားချက်နဲ့ပတ်သက်လို့ဘယ်လိုမျိုးသင်ပေးလဲဆိုလို့ရှိရင် A3 လုံးကိုယူတယ်ပြီးရင် W နဲ့လုပ်တယ်ပေါ့နော်ဆိုတော့ A3 လုံးဆိုတာကကိုခံစားနေရတဲ့အချိန်မှာဒီ moment ကို acknowledge လုပ်ခိုင်းတာအသိမှတ်ပြုခိုင်းတာအသိမှတ်ပြုပြီးရင်ဒီခံစားချက်ကဘာခံစားချက်လဲဆိုတော့အမည်ဖော်ခိုင်းတယ်ပြီးတော့နောက်တစ်ဆင့်ကကျတော့အဲ့ဒီရဲ့ခံစားချက်အပေါ်မှာကိုက accept လုပ်ရတယ်။ငါဝမ်းနေနေတာပဲဆိုတဲ့ acceptance လက်ခံလိုက်တဲ့ဟာမျိုးပေါ့နော်။အဲ့ဒါကိုလုပ်တယ်။နောက်ဆုံးအဆင့်ကျတော့ awareness နဲ့ allow လုပ်လိုက်တာ။ allow ဆိုတာကတတိလေးနဲ့ကိုဒီဝမ်းနေနေတဲ့ခံစားချက်ကိုပေးခံစားလိုက်တာ။အဲ့ဒါကိုမှကိုကနဘေးကနေ watch W စောင့်ကြည့်တာမျိုးလုပ်လိုက်တာ။အဲ့ဒါဆိုလို့ရှိရင် तू ကအရင်ဆုံးမလုပ်လဲ acknowledge လုပ်တယ်ဒုတိယကဘာလုပ်လဲ acceptance လုပ်တယ်နောက်တတိယကကျတော့ awareness နဲ့ allow လုပ်လိုက်တာ